ဒီမျိုးသားကချို့ဝက်ဆန်းကျဲသောဘူးတီချောက်တစ်ခုကိုမတော်တဆတွေ့ရှိခဲ့တယ်။သူကအနီးကပ်ကြည့်ရန်ပြင်လိုက်စင်မှာပင်ဘူးတီကရုတ်တရက်အရွယ်စားကြီးမားလာသောကြောင့်သူလန့်ဖြန့်ပြီးဘူးတစ်ချောက်ကိုရေကန်ထဲပစ်ချလိုက်တယ်။ထို့နောက်ဖြစ်ပျက်လာသည်များကိုမြင်သောအခါသူစွန့်သွားရလေတယ်။ထိုဘူးတီရဲတွင်အစုံမဲ့ဟင်းလင်းပြင်တစ်ခုရှိနေုံရပြီးရေကန်တစ်ခုလုံးကိုခန်းချောက်သွားအောင်ဆုပ်ယူလိုက်တယ်။သူပြန်ကောက်ကြည့်သောအခါတွင်လည်းဘူးတီရဲ့အလေးချိန်မှာအနှဲငယ်မျှပြောင်းလဲမသွားဘူး။သူအလွန်ပင်စိတ်လှုပ်ရှားသွားခဲ့တယ်။တကယ်တော့သူရဲ့မိဘများမှာဖျားနာပြီးကွယ်လွန်သွားခဲ့ကြကမိသားစုပိုင်လေယာမြေများကိုလည်းအတော်ဖြစ်သူရဲ့မိသားစုကသိမ်းပိုက်ထားခဲ့ခြင်းဖြစ်တယ်။သူတို့ကြီးပြင်းလာသောအခါအတော်ဖြစ်သူကသူရဲ့ညီမလေးကိုအခြားမိသားစုတစ်ခုသို့ရောင်းချပေးမိဟုပင်ချိန်ချောက်လာတယ်။ညီမလေးကိုကယ်တင်နိုင်မိတစ်ခုတည်းသောနေလမ်းမှာကောက်ပဲတီးနှံ30လီတာတတင်းခန့်ရှာပေးရမည်ဟုအတော်ဖြစ်သူကပြောခဲ့တယ်။ဒါကြောင့်ထိုလူငယ်ဟာတောင်ပေါ်သို့တက်ခဲ့ပြီးဘူးတီထဲမှရေကိုကောက်ပဲတီးနှံများပေါ်လောင်းချလိုက်သောအခါမင်းတို့သည်အံ့စရာကောင်းလောက်အောင်ချက်ချင်းပဲရင်မြန်စွာကြီးထွားရင်းမဲ့လာကြတယ်။နောက်တစ်နေ့တွင်သူသည်ရရှိလာသောကောက်ပဲတီးနှံများကိုယူဆောင်လာခဲ့ပေမဲ့လည်းအတော်ဖြစ်သူကခိုးလာခြင်းဖြစ်သည်ဟုဆွဆွဲခဲ့ပြီးသူရဲ့မိသားစုကသူမအားဝိညာဉ်ဆန်အလီတာနှစ်ဆက်ပြန်ပေးရန်ကြွရှိနေသေးသည်ဟုထပ်မံနှောင်းဆိုခဲ့တယ်။သူဟာပြန်လည်မခုခံနိုင်ပဲအိမ်ပေါ်မှနှင်ထုတ်ခြင်းခံခဲ့ရတယ်။စိတ်ပြအားငယ်နေစဉ်တွင်သူဟာဘေဒင်ဆရာတဦးနှင့်တွေ့ဆုံခဲ့ပြီးထိုဘေဒင်ဆရာကသူရဲ့ကောက်ပဲတီးနှံ1လီတာနှင့်လဲလှယ်ကဝိညာဉ်ဆန်မျိုးစေ့တစ်ဆက်ကိုပေးခဲ့တယ်။ဝူတီရဲ့မော်စွမ်းကိုအသုံးပြုပြီးသူဟာထိုမျိုးစေ့များကိုစိုက်ပျိုးခဲ့ရမကြာမီမှာပင်သူမျှော်လင့်ထားတာထက်များစွာပိုသောဆန်များကိုရရှိခဲ့တယ်။သူဟာအလွန်ဝမ်းသာသွားပြီးမျှော်လင့်ချက်ရောင်ကြီးကိုမြင်တွေ့လိုက်ရပြီဟုထင်မှတ်ခဲ့တယ်။ဒါပေမဲ့တနေ့တွင်ဘူးတီဟာထိုဝိညာဉ်ဆန်များကိုအလိုလျောက်ဆုပ်ယူပစ်လိုက်တယ်။အစပိုင်းတွင်သူထိတ်လန့်သွားပေမဲ့နောက်ပိုင်းတွင်မှဆန်များပျောက်ကွယ်သွားခြင်းမဟုတ်ပဲဘူးတီထဲတွင်တိမ့်ဆိတ်ထားခြင်းသာဖြစ်ကြောင်းသူသိရှိသွားတယ်။သူဟာတိလိုစိတ်ဖြင့်ဘူးတီထဲမှဆန်ချို့ကိုစားကြည့်လိုက်ရာထိုဆန်ကသူ့ကိုထူးခဲ့သောစွမ်းအားများပေးစွမ်းတယ်ဟုခံစားလိုက်ရပါတော့တယ်